လန်အစမှာတော့အလက်ဆိုတဲ့အသက်19နှစ်အရွယ်ကောင်လေးတစ်ယောက်ကိုတွေ့ရပါတယ်။သူဟာခိုးမှုအမှုနဲ့ထောင်ဒဏ်6လချမှတ်ခံရပြီးအလွန်အန်ဒီအေကြီးရဲ့ထောင်တစ်ခုကိုပို့ဆောင်ခံရတာပါ။ဒီထောင်ကတော့အသစ်ရောက်လာတဲ့အားနည်းတဲ့အကျဉ်းသားတွေကိုအမြဲတမ်းနှိပ်စက်ညှဉ်းပန်းလေးရှိတဲ့ရက်ဆက်ကြမ်းတမ်းတဲ့အကျဉ်းသားတွေပြည်နေတဲ့နေရာပါ။ထောင်ရောက်ပြီးနောက်အလက်ကိုစစ်ဆေးမှုတွေပြုလုပ်ပြီးသူ့ကိုထောင်အခန်းထဲကိုခေါ်သွားတဲ့အချိန်ထောင်သားတွေကမလူအပ်တဲ့မျက်လုံးတွေနဲ့စူးစမ်းကြည့်နေတာကြောင့်အလက်ကအယမ်းကြောက်နေပါတယ်။သူ့အခန်းထဲမှာတော့သူနဲ့အသက်တူတူကောင်လေးတစ်ယောက်ရှိနေပြီးအယမ်းကိုကြောက်ရွံ့နေတဲ့ပုံစံမှာအလက်ကစကားပြောဖို့ကြိုးစားပေမဲ့အဲ့ဒီကောင်လေးကဘာမှမပြောဘဲနေရန်ဘက်ကိုပဲမျက်နှာမူနေပါတယ်။နောက်တစ်နေ့မှာတော့အလက်ကအကြောင်းရင်းကိုတီးသွားပါတယ်။ထောင်ထဲကရက်ဆက်တဲ့အကျဉ်းသား3ယောက်ကအဲ့ဒီကောင်လေးကိုနေ့တိုင်းအတင်းအဓမ္မခေါ်သွားပြီးမကောင်းတဲ့လူရက်တွေပြုလုပ်နေကြတာပါ။ဒါကိုမြင်ပြီးအလက်လည်းကိုအတော်ပါအန်ဒီယေရှိလာပြီဆိုတာသိလာပါတယ်။ဒီနေ့မှာတော့အဲ့ဒီအကျဉ်းသား3ယောက်ကအဲ့ဒီကောင်လေးကိုခေါ်သွားတဲ့အချိန်ခန္ဓာကိုကြည့်ပြီးအင်ဟာကြီးတဲ့အကျဉ်းသားတယောက်ကိုတွေ့လိုက်ကြပါတယ်။သူ့ကိုမြင်တာနဲ့အဲ့ဒီ3ယောက်ကလမ်းဖယ်ပေးလိုက်ကြပါတယ်။အဲ့ဒီလူကတော့ထောင်ထဲမှာလူတိုင်းကြောက်ရွံ့နေတဲ့ Brandon ဖြစ်ပါတယ်။ Alex ကဒီထောင်မှာအသက်ရှင်ခြင်း Brandon နဲ့မိတ်ဖက်ဖြစ်ရမယ်ဆိုတာနားလည်သွားပါတယ်။ဒီနေ့မှာ Brandon ကမိတ်ဆွေတွေနဲ့ chess ကစားနေတာကိုမြင်ပြီး Alex ကသွားဖျော်ပါတယ်။မင်းဒီလိုကစားရင်ရှုံးမယ်လို့ Brandon ကဒေါသထွက်ပြီး Alex ကိုစမ်းကြည့်ဖို့ခေါ်ပါတယ်။ Alex ကတလေစင်းနဲ့ Brandon ကိုအနိုင်ယူလိုက်ပါတယ်။ဒါကြောင့် Brandon က Alex ကိုအယမ်းစိတ်ဝင်စားလာပါတယ်။နောက်တစ်နေ့ Alex ရဲ့ထောင်တွင်းအခန်းဖော်မှာဓာတ်တလက်ကိုခြုံထပ်အောင်ပြုလုပ်နေတာကိုတွေ့လိုက်ပါတယ်။သူကတော့နောက်တစ်ချိန်ထပ်နှိမ့်ဆက်လာရင်အဲ့ဒီအကျဉ်းသားတွေကိုတတ်မယ်လို့ဆုံးဖြတ်ထားတာပါ။ Alex ကအဲ့ဒီကောင်လေးကိုကယ်ခြင်းလို့အကျဉ်းသား3ယောက်လာတဲ့အချိန်အတင်းအဓမ္မတိုက်ခိုက်ပြီးဂါးတွေကိုခေါ်စေခဲ့ပါတယ်။ဒါပေမဲ့နောက်ဆုံးမှာတော့အဲ့ဒီကောင်လေးဟာမခံနိုင်တော့ပဲကိုတတ်သေးသွားပါတယ်။အဲ့ဒီနောက်အကျဉ်းသား3ယောက်က Alex ကိုပစ်မှတ်ထားလာကြပါတယ်။ Brandon က Alex ကိုကယ်တင်ပြီးပြောပါတယ်။မင်းကိုငါကာကွယ်ပေးနိုင်တယ်။ဒါပေမဲ့မင်းကတော့အလုပ်တစ်ခုလုပ်ပေးရမယ်။ Brandon ရဲ့အစီအစဉ်ကတော့ထောင်ကနေထွက်ပြေးဖို့ဖြစ်ပါတယ်။ Alex ကသဘောတူလိုက်ပါတယ်။နောက်ဆုံးမှာ helicopter နဲ့ထောင်ကနေ Brandon နဲ့သူ့အဖွဲ့ကို Alex ကကယ်ထုတ်ပေးနိုင်ခဲ့ပါတယ်။ထောင်ကနေထွက်ပြီးနောက် Alex ဟာ Brandon ရဲ့အစီအစဉ်အတိုင်းရွှေထုံးမိုင်းတစ်ခုကိုခိုးယူဖို့ NAG ရဲ့အလုပ်ထဲဝင်ရောက်သွားပါတယ်။ဒီအချိန်မှာ Alex နဲ့ Natasha ဆိုတဲ့မိန်းကလေးတစ်ယောက်ချစ်သူတွေဖြစ်လာပါတယ်။နောက်ဆုံးမှာ Brandon က Alex ကိုလှည့်ချဖို့ကြိုးစားပေမဲ့ Alex ကညံသုံးပြီးရွှေအစစ်တွေကိုလဲလံထားဆုံးဖြစ်သွားပါတယ်။အဆုံးသတ်မှာ Brandon ထပ်မံဖမ်းဆီးခံရပြီး Alex နဲ့ Natasha ကဘဝတစ်ခုကိုအတူတူစတင်နိုင်ခဲ့ပါတယ်။